နတ်တွေကတော့မဟုတ်ဘူးလူပြေကိုတိတ်တန်မိုးထားတယ်ဘာဖြစ်လို့တော့လူပြေမှာကဖျားရှိတယ်တရားရှိတယ်ကုသိုလ်ကောင်းမှုတွေလုပ်နိုင်ဖျားတရားတန်ခါယရဏသုံးပါးရှိသည့်အတွက်ကြောင့်လူပြေမှာကုသိုလ်ဥစ္စာတွေမြောက်များစွာရဖို့ရလူပြေမှာရှိတာတဲ့နတ်ပြေမှာအခွင့်အလမ်းသိမ့်မသာဘူးသီလဆောက်တည်ဖို့လည်းသိမ့်မလွယ်ဘူးဆွမ်းကပ်ခြင်းဆွမ်းကြွေးခြင်းကြောင်းဆောက်ခြင်းလို့လည်းမရဘူးနတ်ပြေမှာဟုတ်ကလားလူပြေမှာကကုသိုလ်ကောင်းမှုတွေကအကုန်လုံးနိုင်တယ်ဒါကြောင့်မို့လူပြေကိုသူတို့ကဒုက္ကတိဘုံလို့သတ်မှတ်တယ်လူပြေမှာကုသိုလ်ကောင်းမှုများများလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်ဒီနတ်ပြေရောက်တဲ့အခါကျတော့ဒီပြင်နတ်သားတွေနတ်သမီးတွေတဲ့ပို့ပြီးတော့ထူးခြားပြီးစိတ်စဉ်ဥစ္စာကတောက်ပြောင်မှုရှိတယ်ဒါကြောင့်မို့လို့လူပြေကိုသွားခြင်းသွားရင်ဘယ်မှမသွားနဲ့လူပြေသွား